အားလုံးမင်္ဂလာပါဒီနေ့မြောက်ပဲသင်ခန်းစာလေးက DOM ကို control ဖြစ်ပါတယ်ကျွန်တော်တို့ power ဘိုင်းတွေကိုတော့ transformer နဲ့ control နဲ့ဆင်းပြီးသွားပြီ Euro 220 neutral ရှိရတဲ့ neutral ဆင်းပြီးကျွန်တော်ဒီအဲ့ရထွက်လာတဲ့ဟာကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ဒီမှာရှိတယ် one line ပါပြီဒီမှာဒီ line အားလို့ရှိရင်ဒီမှာ line ဒီမှာဆိုရင်ကျွန်တော်ဒီneutral အားလုံးရှင်းပါတယ်နော်ဒါဆိုရင်ကျွန်တော်ရက်ပေါ်တော့ဒါအပူရိုးဒါအေးရိုးပေါ့နော်အဲ့လိုတဲ့ခါကျစပြီးကျွန်တော်တို့ဒီစပြီး control ဆင်းမယ်control breaker က control breaker တင်လိုက်ပြီဆိုတာကျွန်တော်ဒီပြစ်ချက်ဘာလာမလဲဆိုကျွန်တော်ဒီဘာလာပြီလဲဆိုတော့ point dot length ဒါဘာပိုင်းလဲဟို control breaker တင်လိုက်ပြီဆိုတာနဲ့ transformer ပါမပါ transformer တင် transformer control breaker တင်လိုက်ပြီဆိုတာဒီဘာလေးမလဲဆိုကျွန်တော်ဒီပြစ်ချက်နေတယ်ဘာလေးမလဲဆိုတော့ power length အားလုံးရှင်းနော် power length သို့မဟုတ် standby length အားလုံးရှင်းနော်ပြီးရင်ဒီ breaker တင်လိုက်ပြီဆိုတော့ turbo breaker တင်လိုက်ပြီဆိုတာနဲ့ power length မီလီမီ那个米龙的鱼干嘛？白来鱼啊吧，阿龙是蓝的鱼啊，白来鱼啊嘛是吧的？阿龙先喏，白米龙的鱼，白米龙的鱼，白来鱼啊嘛是吧的？阿龙先喏，白来鱼啊嘛是吧的？比就喏第三位，比就喏第三位，我来讲啥嘞？喏第八号多没来说就喏第 stop 啥位喏？啥位喏？白啥什么 stop number 第 one two， 是喏 stop number 第 one two 喏。stop number 1 2 step အားလုံးရှင်း step ဒီဘာလဲဆိုတော့ဒါဒီ step ဒီ3 4အားလုံးရှင်းနော်3 4ဆုံးပါနော်3 4ဆုံးတဲ့အတွက်ကျွန်တော်ဒီ3 4အားလုံးရှင်းနော်ပြီးရင်ဘယ်လိုသွားမလဲအားလုံးရှင်း step by step နော်1 step ဟိုဒီ stop ဒီ NC ဖြစ်တဲ့1 2ဝင်မယ်3 4ဒီ step ဒီ NOပြီးရင်ဘယ်သွားမလဲဟုတ်လားနော်ပြီးကျွန်တော်ဒီMC magnetic ကိုကိုင်း magnetic ကိုကိုင်းလို့ခေါ်တယ်အဲ့ဒါကဒီ A1 နဲ့ A2 အဲ့နော် A1 နဲ့ A2 ကနေဘယ်ကိုသွားမလဲဆိုကျွန်တော်ဒီအားလို့ရှိရင်တော့ A1 နဲ့ A2 ကဘယ်ကိုသွားမလဲကျွန်တော်ဒီဘယ်မှာကျွန်တော်ဒီ overload ရဲ့ NC အားလို့ရှိမှာနော် overload ရဲ့ NC ဒီ95 96အားလုံးရှင်းပါနော်95 96ကဒီဘက်ကိုလူထွဲ over မှာဖြစ်ပါတယ်အားလုံးရှင်းနော်ချို့ကလည်း overload ကိုရှေ့မှာထားတာရှိတယ်တချို့ကလည်း overload ကိုနောက်မှာထားတာရှိပါတယ်အားလုံးရှင်းပါနော် overload ကိုရှေ့မှာထားလို့ရှိရင်ပို့ပြီးတော့ဖြုတ်ချတာပို့ဖြုတ်ချလွယ်ပါတယ်အားလုံးရှင်းပါနော် overload ကိုနောက်မှာထားရတာဒီပို့ပြီးအဆင်ပြေပါတယ်အားလုံးရှင်းနော်ကျွန်တော်ဒီ1 2 step store energize coil 95 96အားလုံးရှင်းနော်ဒါဒီကျွန်တော်တို့ဒီလိုနောက်ကထားရဲဆိုရင်ကျွန်တော်ဒီဖြုတ်ချမှုဒီ overload ကိုလူထွေပြတဲ့ sensitive ဖြစ်တဲ့ဖြုတ်ချမှုတက်တာပါတယ်အားလုံးရှင်းမှာရှေ့မှာထားလို့ရှိရင် line ကိုတဲပြီးတော့ပို့ပြီးဖြုတ်ချလို့လွယ်ပါတယ် rule ရပြောရမယ်ဆိုရင်9 1 2 3 4နော်5 6 7 8ဒီမှာရှိမယ်8ရှိမယ်8ပြီးမှဒီအုပ်စုဒီ8အုပ်စုအားလုံးရှင်းနော်ဒီအုပ်စုဒီ8အုပ်စုပြီးရင်1 2 3 4 5 7 8 5 6 7 8မှာ9ဖြစ်ပါလေအားလုံးရှင်းအဲ့ဒါဒီလိုဒီ one line diagram ရှိပါလေအဲ့လိုနှိပ်တဲ့အချိန်မှာကျွန်တော်ဒီ power လေးမီဒီလိုနှိပ်တဲ့အချိန်မှာတစ်ချက်ပဲနှိပ်ပြီးတော့ဒီကောင်ဒီ NO ဖြစ်တဲ့အတွက် step ဒီပုံမှန်ချိန်မှာ NO အလုံးလုံးမှာ NC ဖြစ်မှာဒီကောင်နှိပ်တဲ့ချိန်မှာပဲ NC ပြီးတော့ float line ပြန်ကွာသွားမယ်ဒီကောင်ဒီတစ်ချက်နှိပ်ပြီးတာဒီကောင်ဒီကတ်လိုက်မယ်နှိပ်ပြီးတာနဲ့ကွာနဲ့ပြန်ပြီးကွာလိုက်မယ်ဒါဒီ one line diagram မှာဒီမပြည့်စုံသေးပါဘူးတရားဟိုတစ်ချက်နှိပ်တဲ့အချိန်မှာ step ကိုနှိပ်တဲ့အချိန်မှာဒီ energy ကွာဒီ ghost ကိုကတ်တာမယ်ကတ်တဲ့အချိန်မှာဒီကောင် float line ပြန်ကွာသွားဘာမှဒီကောင်ကွာတယ်ဒီကောင်ဒီ NO ဖြစ်တယ်သူ့ရဲ့အလုပ်ဒီ NO အလုပ်ကိုလုပ်တယ်သူ့ကိုအလုပ်ခိုင်းလိုက်မှလည်း NC ဖြစ်မယ်အဲ့ချိန်မှာကျွန်တော်ဒီအမြဲတမ်းကတ်ဖို့တော့ဘာခံလဲကျွန်တော်ဒီ bypass အမှတ်တာပြပါအရေးကြီးပါတယ် step ကိုပယ်လဲဆွဲလိုက်ပါမယ် step ကနေပြီးကျိုးနှချောင်းပယ်လဲထွက်လိုက်ပါမယ်အားလုံးရှင်းနော်ပြီးကျွန်တော်ဒီ bypass လို့ခေါ်ပါတယ်ဒီ bypass ဒီ KM bypass ဒီ KM ပြလိုက်မယ်မဖြစ်ဘူးလား KM လို့ပြလိုက်နော် KM ရဲ့ bypass KM ရဲ့ bypass နော် bypass ဒီ NO ဖြစ်ရပါမယ် NO ဒီ NO ပတ်ဒီရှင်းရရဖြစ်တယ်1 3 1 4 3 3 3 4 7 3 7 4 8 3 8 4ဘယ်3ပဲလာဒီအဲ့ဒါဒီ bypass ဖြစ်ပါတယ်အဲ့ဒါဒီ NO ပတ်ဖြစ်ပါတယ်အဲ့ဒါဒီချက်နှိပ်တဲ့ချိန်မှာ step ကိုနှိပ်တဲ့ချိန်မှာဒီကောင်လဲ step ကိုနှိပ်တဲ့ချိန်ဒီကောင်ကတ်တဲ့ချိန်မှာဒီကောင်လဲအကက်နော်ဒီကောင်ကတ်တဲ့ဒီကောင်လဲလုံပြီးသားဒီကောင် step ကိုနှိပ်ကြအောင်ဒီကောင်ကတ်သွားဒီကောင်ဒီသူ့ရဲ့ KM bypass ဖြစ်တဲ့ NO ပတ်ဖြစ်တဲ့ဒီကောင်ကတ်သွားပြီတော့ဒီကောင်ဒီလွတ်ချင်းလွတ်တော့ဒီကောင်လွတ်တဲ့အချိန်မှာဒီကောင်ကတ်ထားတဲ့ဒီကောင်ဒီထိနေပြီးသားဒီကောင်လွတ်ချိန်မှာဒီကောင်ထွက်သွားဒီကောင်နေပြီးတော့အဲ့ရနေပြီးဒီကောင်လွတ်တဲ့ချိန်မှာဒီကောင်နေပြန်ပတ်စီးသွားတဲ့အတွက်ဒီကောင်နှိပ်တဲ့ချိန်မှာဒီကောင်ဒီ NO ဖြစ်သွားမယ်
အဲ့လိုဖြစ်တဲ့ဒီမှာကသွားပြီလဲသွားပြီဒီကောင်နှိပ်ထားတယ်နှိပ်ထားလိုက်ပြီးချိန်မှာဒီနှိပ်ထားတဲ့အချိန်မှာဒီကောင်ထိသွားတယ်ချိန်မှာဒီကောင်ကတ်သွားပြီမော်တာလဲသွားပြီဒီကောင်ကွာသွားရင်ကွာသွားပြီလို့ဒီကောင်ဒီ NC ကနေပြီးတော့ N1 ကနေ NC ဒီကောင်ဒီအမြဲတမ်းလဲတွေမှာဖြစ်ပါတယ်ဒါဒီအားလုံးရှင်းပါနော်ဒါဒီ NC ဖြစ်သွားမှာအားလုံးရှင်းပါနော်အားလုံးရှင်းပါနော်ကျွန်တော်ဒီဒါဒီ bypass ကိုယူရမှာ N0 1314ကိုယူရမှာဒီကောင်ဒီကောင်လွတ်တာတယ်ဒီကောင်လွတ်ချင်ဒီကောင်ကနေပြီးဒီကောင်ကတ်တာပြီးဒီကောင်လည်းကတ်သွားတဲ့အတွက်ဒီကောင်ဒီမော်တာလဲသွားမယ်မော်တာလဲပြီးဆိုတာနဲ့လို့ပြစားဘိုင်းဘာမီလို့ဆိုတော့ run land လို့ပါတယ်ရှင်းလားနော် run land လို့ပြီး run land ကိုဘယ်ရယူမလဲဆိုကျွန်တော်ဒီKM1 နေပြီမှာပြောတယ် KM နေဒီ KM နဲ့ NO ဆိုတော့ခုနနံပါတ်တွေအများကြီးဘယ်နိုင်ငံပဲထုတ် KM နေပြီဆို KM နေပြီကျွန်တော်ဒီရတယ်နော်ဟောဘာပဲလားဟို5354လဲ NO ပဲ5354 NO လာပြီဆိုတော့ကျွန်တော်ဒီမာလန်ဒါဒီ run land အလုံးရှင်းနော် run land အလုံးတက်နော် run land တက်မယ်အလုံးရှင်းပါနော် run land တက်ပါမယ်အလုံးနားလည်းပါနော်ပြီးရင်ကျွန်တော်ဒီ run land တက်ပြီးတဲ့အခါမှာကျွန်တော်ဒီဘာလန့်ကြတယ်ကျွန်တော်ဒီ run land တက်တဲ့အခါဒါလည်းယူလို့ရတယ်နော်ဒီ run land ကိုဒီကနေလည်းယူလို့ရတယ်အလုံးရှင်းနော်ဒီဟာနဲ့ယူရင်ကျိုးပုံကုန်နဲ့ဒါလည်းယူလို့ရတယ်ဒီနေရာလည်းယူလို့မရဘူးလားဒီ stack ရဲ့အထွက်ကနေဆိုတာဒီနေရာကတော့ယူလို့မရဘူးအဝင်ကနေယူလို့မရဘူးဒီအထွက်ကလည်းယူလို့ရတယ်ဒီအထွက်ကလည်းယူလို့ဒီအထွက်ကလည်းယူလို့ရအလုံးရှင်းပါနော်ဒီအထွက်ဒီ NO အထွက်ကလည်းဒါ bypass from လား bypass အထွက်ကရင်းဖြစ်ပါတယ်အလုံးရှင်းနော်ဒါဆို power ကကုန်နေမှာဖြစ်တယ်ကျွန်တော်ဒီ line နေပြီးတော့ဘူးကျိုးချောင်းပုံကုန်နေအလုံးရှင်းပါနော်ကျိုးချောင်းပုံကုန်နေဒီ line နေပြီးတော့အလုံးရှင်းနော်ရှင်းနော်ကျိုးတစ်တိုင်းပုံကျွန်တော်ဒီဒါဒီ power လည်းတော့မှန်တယ်အဲ့ဒီမှာဒီ stack ရဲ့ဒီ stack ရဲ့အထွက်ကလည်းယူလို့ရတယ်ဒီကလည်းယူလို့ရတယ်ဒီကလည်းယူလို့ရတယ်အဲ့လိုကျွန်တော်ဒီ A1 လည်းယူလို့ရတယ် A1 လည်းယူလို့ရတယ်ဒီမှာလူထွက်ရောက်ပြီးသားဒီ pilot land မှာဒီမှာလူထွက်ရောက်ပြီးသားပြီးတော့ဒီကနေပြီးဒီကနေတော့ယူလို့မရဘူးเนาะဒီကလူထွက်ပြယူလို့မရဘူးလို့ရတယ်ဒီ stack ရဲ့အထွက်ကလည်းဒီကလည်းယူလို့ရတယ် stack ရဲ့ bypass stack ကအထွက်ကလည်းဒီနေရာမှာလည်းယူလို့ရမယ် bypass အထွက်ကလည်းယူ A1 လည်းယူလို့ရကျန်တဲ့နေရာယူလို့ရပါအားလုံးရှင်းပါเนาะဒါဒီလည်းကျွန်တော်ဒီ power ဒီ run land အားလုံးရှင်းပါเนาะအားလုံးရှင်းပါဒီကနေ end point เนาะအဲ့တော့ဒီကောင်ကတ်နှိပ်လိုက်ပြီဆိုတော့ဒီကောင်ကတ်မယ်ဒီကောင်ကတ်မယ်ဒီကောင်နှိပ်တဲ့ချိန်မှာဒီကောင်ကတ်မယ်ဒီကောင်ကတ်တဲ့ဒီကောင်ဒီမီလုံးနဲ့ဒါဒီမော်တာလဲသွားပြီဆိုတင်ကြပြဖြစ်ပါတယ်အားလုံးရှင်းပါနော်အားလုံးရှင်းပါနော်ပြီးရင်ကျွန်တော်ဒီrun line ရသွားပြီ power line ရပြီ run line ရသွားမော်တာကအကြောင်းကြောင့်ပူလာမယ်မလို့ဘူးလားမော်တာဒီပူလာမယ်မော်တာပူလာပြီဆိုဘာမီလို့မလဲကျွန်တော်ဒီ overload လက်လိုပါမယ်ရှင်းလား overload ဒီကောင်ဒီ NCI ယူထားတယ်ဒီကောင်ဒီကျွန်တော်ဒီ overload ဒီNO ပိုင်းဒီဒါဒီ NC 95 96ဒီ NC 97 98ဒီ NO ပြီးမှမီလုံးကိုတက်မှာဆိုတော့ဒါဒီ forland သို့မဟုတ် overload เนาะကျတော့ triplet မရဘူးလား triplet သို့မဟုတ် overload လမ်းမလို့လားပြီးရင် forland တက်လို့ရလို့တပည့် forland ကျလို့ပြီးလို့ရပါတယ်အဲ့ဒါတော့ဒီကောင်မော်တာလဲနေမော်တာ overload မော်တာဖြစ်သွားပြီဆိုတာနဲ့မော်တာဒီအကြောင်းမျိုးကြောင့်မော်တာ temperature တက်လာပြီမော်တာဒီကျွန်တော်ဒီဟိုမှာဘောဘယ်ရင်ကွဲလာပြီဖြစ်မော်တာလောင်လာပြီဖြစ်တန်းရှော့ဖြစ်တာပြီကျွန်တော်ဒီ overload မော်တာကျိုးတွေပူလာပြီဒီမှာရှိတဲ့ overload ကိုဝင်တဲ့ကျိုးဒီပူလာတဲ့အတွက် overload ကနေဆက်နေလို့ပြီးဒီကောင်ဒီ95နဲ့ NC ကနေ NO ဖြစ်ပြီးတော့97 98ဒီ NO ကနေ NC ဖြစ်ပြီးတော့ဒီကောင်ဒီမီလိုလင်းပြီးတော့ forland ဖြစ်သွားမှာဖြစ်ပါတယ်အားလုံးရှိပါဒါဒီကျွန်တော်ဒီ forland အားလုံးရှိပါဒါဆိုကျွန်တော်ဒီဒါလိုက် online ဆိုတာကိုကျွန်တော်ဒီ control ပိုင်းဖြစ်ပါတယ်ဒါဒီခက်ခက်မရှိပါဘူးဆရာတို့ကိုတို့ဆင်တယ်ကျွန်တော်ဒီ step by step သွားလို့ရတယ် stop သွားမယ် step ကိုဝင်မယ်ပြီးရင် mechanical A1 A2 လို့မယ် overload ကိုဝင်မယ်တချို့ကတော့ overload ကိုရှေ့ရထားတာရှိရနော်ဒီ overload ကိုရှေ့ရထားလို့ရှိရင်မရဘူးမို့ရပါတယ်ပို့ပြီးဖြုတ်ချလွဲပါတယ်ချို့က overload ကိုရှေ့ရထားတယ်ရှေ့ရထားပြီးမှ step များဘယ်လို step ကိုတော့ရှေ့မှာမထားပါနဲ့မှတ်ထားပေးပါ step ကိုတော့ရှေ့တော့မထားပါနဲ့ overload ချို့ကကျတော့ overload ကိုရှေ့ရထားတယ်ဒီနေရာ overload ဒီနေရာ overload ဝင်မယ် overload ပြီးမှ step ကို stop ဝင်မယ် stop ဝင်မှ step ကိုဝင်မယ်ကျွန်တော်ကတော့ overload ကိုနောက်ဆုံးမှထားခြင်းဖြစ်ပါတယ်ဒါဒီပို့ပြီးတော့အကောင်းဆုံးပို့ထုတ်ခြင်းဖြစ်ပါတယ်နော်ဒါလေး stop step mechanical A1 A2 overload အားလုံးဒါဒီကျွန်တော်ဒီဒါတိုင်း online starter ကိုကျွန်တော်လက်တွေ့ lesson ပြရမှာဖြစ်ပါတယ်ဒါဒီ control drawing ကိုရှင်းရှင်းခြင်းဖြစ်ပါတယ်အဲ့လိုတဲ့အချိန်မှာဆရာတို့ကိုစင်တဲ့ drawing ဆွဲပြကမှာဆရာတို့ကိုစင်မင်းဆိုရင်ခုဒီနေရာကိုဝင်မယ်ဒီ line အနေကိုဒီနေရာကိုချစ်လိုက်မယ်higher တွေချစ်လိုက်မယ်ဒီနေရာဆင်ပြီးသွားပြီဒီနေရာကိုပြီးသွားဒီနေရာကိုချစ်လိုက်မယ်ပြီးဒီနေရာကိုပြီးဒီနေရာကိုချစ်လိုက်မယ်ပြီးဒီကနေထွက်သွားပြီဒီကိုဝင်သွားပြီအဲ့လို step by ချစ်သွားပြီးဒီနေရာကို bypass ပြီးသွားပြီဆိုရင်အနိုပြီးအနေချစ်မယ်ဒီနေရာကိုချစ်မယ် like ဟို high လေးဆွဲတာပါအဲ့တော့ကျိုးတွေများလိုက်ခါမှာကျွန်တော်ဒီကိုတို့စင်ပြီးသားဒီဘယ်လိုကြံနေမှပြီးဒီနေရာကို mobile နဲ့ဝင်လို့ချစ်လိုက်ပါပြီးဒီနေရာကိုချစ်လိုက်ပါအဲ့လိုကျွန်တော် step by step တော့ပါပြီးရင် overload
power ဝင်လိုက်ပြီ over တော့ထွက်ပြီးဝင်လိုက်ပြီပြည်တို့ချစ်ပါပြည်တို့ချစ်ပါအားလုံးရှင်းပါအဲ့လိုချစ်မှသွားမှသာအကိုတို့ဒီကျိုးတွေမကြံတဲ့ပြဿနာပြမှာတို့ဆိုကြံခဲ့ချင်းဖြစ်ပါတယ်အားလုံးရှင်းပါနော်ဒါဆိုနောက်လိုက်ပြီနော်ဒါဒီကျွန်တော်ဒီ control စာ DOM ပိုင်ခဲ့လို့ရှိရင်ကြက်တဲ့ control ဒီအခြေခံကြက်ကြလာခဲ့ပါအားလုံးအဆင်ပြေပါအားလုံးရှင်းနော်ရှင်းနော်ဘယ်လိုလဲရှင်းတယ်အကိုတို့ဒီရှင်းတဲ့ခါမှာ height တက်လေးတွေထားပေးခဲ့ပါကိုတို့ single ပြကျိုးနေရာကိုပြီးရင်ကျွန်တော်တို့ရောက်ကြတယ်လေဒီနေရာကိုနံပါတ်တက်တယ်စပြီးမှဆို1ဒီနေရာဆို2 neutral 2ပေးလိုက်ပြီ3 4 5ကျက်လို့ရေးလို့ရတယ်နံပါတ်တက်လို့ရတယ်နော်ကျွန်တော်ဒီနိုင်ငံမိတ်ဆိုရင်ကျိုးတက်ပါတယ်ကျွန်တော်မြန်မာနိုင်ငံကျိုးတက်တာနေပါတယ်ကျိုးတက်တဲ့ကျွန်တော်ဒီ drawing ရှားတဲ့အခါမှာလွယ်ကူပါတယ်ကျိုးနံပါတ်တက်ပြီးတော့ပိုးအဆင်ပြေပါတယ်မိမိတက်ခဲ့တဲ့ကျိုးတွေကို drawing မှာ1 2 3 4တက်ပြီးပိုးပြီးအဆင်ပြေတယ်ပြီးရင်ဒီတရားတဲ့ဝင်လာစတာကိုကျွန်တော်လက်တွေ့သင်ခန်းစာမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ